မင်္ဂလာပါခင်ဗျအတန် Wi-Fi မှာတရားရစားဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမယ်အကြောင်းအရာကကျွန်တော်တို့ပေါ့နော်နေ့စဉ်တူတူကလူတိုင်းကအင်တာနက်တွေကိုစီသုံးကြပါတယ်အခုလိုပေါ့နော်ကုန်စည်နှုန်းတွေကြီးမြင့်ပြီးတော့အခက်အခဲတွေများတဲ့အချိန်ကာလမှာကျွန်တော်တို့အင်တာနက်ကို normal ဆင်းကတ်တွေနဲ့သုံးရတဲ့အခါမှာအလွန်ကိုမှပေါ့နော် data ကုန်ကျစရိတ်တွေများလာပါတယ်အဲ့တော့အဲ့ဒါမျိုးတွေကိုကျွန်တော်တို့ခြွေတာနိုင်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပေါ့နော်ဒီအင်တာနက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်တီးတက်ထုတ်ထားတဲ့ဆင်းကတ်တွေကိုအသုံးပြုတာကပို့ပြီးတော့အတွက်လူကြီးမင်းတို့အတွက်ကိုပို့ပြီးတော့တတ်တာစီမှာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့အတန် business မှာဆိုလို့ရှိရင်ထုတ်ထားတဲ့ဒါအတန် FlexiNet ဆိုတဲ့အပြင်သုံး data single product လေးရှိပါတယ်အတန် FlexiNet အပြင်သုံး data single ကကျွန်တော်တို့ internet တီးတက်သုံးရတဲ့အကတ်ဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုကမျိုးပါဒီကမျိုးတွေကကျွန်တော်တို့ပေါ့ဒါရိုးရိုးဖုန်းတော့ပြောလို့မရဘူးရိုးရိုးစာပို့လို့ရမှာမဟုတ်ပေါ့နော်ဖုန်းပြောတာရယ် message ပို့တာရယ်နှစ်ခုပဲပေါ့နော်လုပ်လို့မရမှာဖြစ်တယ်ကျွန်တော်တို့ internet နဲ့ပတ်သက်ပြီးတော့အကုန်သုံးလို့ရတယ်ပြီးတော့ဒီကောင်းကကျွန်တော်တို့ပေါ့နော်ကနက်ဦးပေါ့နော်ပါဝင်မှာကကနက်ဦးစဝယ်တဲ့အချိန်မှာဆင်းကတ်ပါမယ်เนาะကျွန်တော်တို့ gate 80ပါမယ်เนาะပြီးသွားလို့ရှိရင်အခွန်ပါပြီးသားအခွန်ဆိုတာကျွန်တော်တို့ touch ကိုပြောတာเนาะဒီအခွန်ပြောတာမဟုတ်ဘူးเนาะ touch ကိုပြောတာအဲ့တော့ဆင်းကတ်ကိုကျွန်တော်တို့ဒါဆင်းကတ် G80 touch နိုင်ငံတော်အခွန်ဆောင်ပြီးသားเนาะအဲ့ဒါတွေအားလုံးအပြီးစည်းကိုမှကျွန်တော်တို့ရုံးဘက်ကနေပြီးတော့တရားဝင်သတ်မှတ်ထားတဲ့စီက3000ခွဲကျပ်တာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်စီမှာဒီအတန် FlexiNet ကတ်ကိုယုံကြည်စိတ်ချစွာဖြင့်မှာယူလို့ရပါတယ်မြန်မာတိုင်းနိုင်ငံလုံးကိုပစ္စည်းရောက်ငွေချေစနစ်နဲ့ပို့ဆောင်ပေးပြီးတော့ရန်ကုန်မြို့ရင်းဆိုရင်လည်းနေချင်းမြို့ကိုဆောင်မှုနဲ့ပို့ဆောင်ပေးပါတယ်ခင်ဗျအဲ့တော့ယုံကြည်စိတ်ချစွာမှာယူအသုံးပြုလို့ရပါတယ်